ဒါဟာပရောစောတာငယ်လေးရဲ့ပထမဆုံးပြန်တန်းဖို့စူးစမ်းမှုဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ရှေ့တဲ့မှာတော့မတ်ဆော့တဲ့ကမ်းပါရန်ကြီးရှိနေပြီးပြုတ်ကျသွားရင်တေဖို့ပဲရှိပါတယ်။သူတုံဆိုင်နေတဲ့အချိန်မှာပဲတခြားအကောင်ပေါက်လေးတစ်ကောင်ကဓာတ်တိရှိနဲ့ပထမဆုံးခြေလမ်းကိုလှမ်းလိုက်ပါတယ်။အဲဒီနောက်မှာတော့တငယ်ချင်းတွေရဲ့အားပေးမှုနဲ့အတူတစ်ကောင်ပြီးတစ်ကောင်ကောင်းကင်ရံတွေကိုပြန်တက်သွားကြပါတယ်။နောက်ဆုံးမှာတော့သူလည်းဓာတ်တိကိုမွေးမြူပြီးတောင်ပန်တွေကိုဖြန့်ကကမ်းပါပေါ်ကနေခုန်ချလိုက်ပြီးသူ့ဘဝရဲ့ပထမဆုံးပြန်တန်းခြင်းမှာပါဝင်လိုက်ပါတော့တယ်။ဒီတစ်ခါသူတို့သွားမဲ့ပန်းတိုင်ကကမ်းခြေမဟုတ်ပါဘူး။သူတို့ဟာကမ်းရိုးတန်းကိုဖြတ်ပြီးဝေးလံလေတော့အုပ်ကြီးစီကိုဥတီနေကြတာပါ။ဒါပေမဲ့ဒီခီးစဉ်ဟာအန်တရရီနဲ့ပြည့်နှက်နေပါတယ်။သူတို့နဲ့အတူကောင်းကင်ရံရဲ့အားကောင်းတဲ့အမဲလိုက်တော်ဝါတွေဖြစ်တဲ့ Pterodactylus တွေရှိနေလို့ပါပဲ။ပုံမှန်အားဖြင့်သူတို့ကငါးတွေကိုပဲစားလိရှိပေမဲ့အခုမှပေါက်ခါးစားပရောစောလေးတွေကလည်းသူတို့အတွက်အရသာရှိတဲ့အစာပါပဲ။လက်ရန်ဖန်ဆီးမှုတွေနဲ့ရှောင်းတိန်မှုတွေကြားတွေကပဲအကောင်ပေါက်လေးတွေဟာတိုက်ခိုက်မှုတွေကိုဘလို့ရှောင်ရမလဲဆိုတာတဖြည်းဖြည်းသင်ယူလာကြပါတယ်။ဒါပေမဲ့သင်ခန်းစာအတွက်ပေးဆက်ရတဲ့တန်ဖိုးကတော့အရင်ကြီးမှာပါတယ်။အကောင်ပေါက်လေးတစ်ကောင်ကမောပန်းနွဲနေမှုကြောင့်ကမ်းခြေပေါ်ပြုတ်ကျသွားပြီးတခြားအရွယ်ရောက်ပြီးသားပရောစောတွေရဲ့အစာချက်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့အကောင်ပေါက်အနေငယ်သာတောအုပ်ထဲကိုရောက်ရှိနိုင်ခဲ့ပါတယ်။လာမယ့်9နှစ်တာကာလအတွင်းမှာဒီတောအုပ်ဟာသူတို့အရွယ်မရောက်ခင်အထိခိုလုံရနေရဖြစ်လာမှာပါ။အဲဒီနောက်မှာတော့သူတို့ဟာသမုဒ္ဒရာပြင်ကျကြီးမှာအမဲလိုက်နေတဲ့အရွယ်ရောက်ပြီးသားအုပ်စုတွေထဲကိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ဒီတောအုပ်နဲ့မနီးမဝေးမှာတော့ကြီးမားတဲ့ပင်လယ်သတ္တဝါကြီးနှစ်ကောင်ပေါ်လာပါတယ်။သူတို့ဟာခန္ဓာကိုယ်အလွန်ကြီးမားတဲ့ပလီစီယုဆော့တွေဖြစ်ပါတယ်။အရွယ်ရောက်ပြီးသားအကောင်တွေဟာအရှည်ပေ30ထိရှိနေပါတယ်။ပလီစီယုဆော့အကောင်ပေါက်လေးတွေဟာသူတို့အမေနောက်တစ်ချိန်ကိုဝင်မရခင်အမေနဲ့အတူခဏတာနေထိုင်လိရှိပါတယ်။နှစ်စဉ်သားပေါက်ရာသီရောက်တိုင်းပလီစီယုဆော့အုပ်စုတွေဟာဝေးလံတဲ့အရက်ကနေဒီနေရာကိုမျိုးပွားဖို့အတွက်ရေကွေးလာကြတာပါ။ဒါပေမဲ့သူတို့ဒီလောက်ဝေးတဲ့ခီးကိုလာရခြင်းဟာမျိုးပွားဖို့တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး။ရေတပုံးကနေအငြင်းတန်းတိုက်စားမှုကြောင့်ပင်လယ်အော်ထဲကကြောက်စစ်ကလေးတွေဟာထူးထူးခြားခြားချောမွေ့ဒီမာကျော်နေပါတယ်။ပလီစီယုဆော့တွေဟာရေတပုံးအောက်ကဒီကြောက်ကလေးတွေကိုရှာဖွေပြီးတလုံးချင်းမျိုးချကြပါတယ်။ဒီကြောက်ကလေးတွေကသူတို့ရဲ့အစာမဟုတ်ပါဘူး။အစာရင်ထဲမှာရှိနေပြီးအစာတွေကိုကြိတ်ချေပေးဖို့အရေးကြီးတဲ့ကိရိယာအဖြစ်အသုံးဝင်ပါတယ်။ဒါပေမဲ့အကောင်ပေါက်လေးတွေအတွက်ဒီလိုမာကျော်တဲ့ကြောက်ကလေးတွေကိုမျိုးချဖို့ဆိုတာလွယ်ကူလာပါဘူး။သူတို့ထက်ခါတလဲလေ့ကျင့်ဖို့လိုအပ်ပါတယ်။ဒီလိုလေ့ကျင့်နေတဲ့အချိန်မှာတော့အမေဖြစ်သူကတင့်တော်တဲ့အဖို့ရှာဖို့ခဏတာအနားယူခွင့်ရပါတယ်။ပလီစီယုဆော့လေးတွေကဒီအသက်ပညာကိုကျွမ်းကျင်လာတဲ့အခါမှာကြောက်စစ်ကလေးတွေကိုတက်နိုင်သမျှအနာကြီးမျိုးချလိုက်ပါတယ်။သူတို့အရွယ်ရောက်လာတဲ့အခါမှာလေဒီအပြုအမူကိုလှုပ်ဆောင်ဖို့ဒီနေရာကိုပဲတစ်ခေါက်ပြန်လာအောင်ပါပါ။အခုတော့သူဟာသူ့အမေကိုလိုက်ပြီးသမုဒ္ဒရာတွေပြန်သွားဖို့အစဉ်သင့်ဖြစ်နေပါပြီ။ဒီထွက်ခွာမှုဟာသူ့အရွယ်ရောက်ပြီဆိုတာကိုတရားဝင်သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။